はい、皆さん、こんにちは。အားလုံးပဲမင်္ဂလာပါ။ဒီနေ့ကတော့Entry Speed Master ရဲ့中ပုံဖတ်ပြမှာဖြစ်ပါတယ်။ဆိုတော့စလိုက်ရအောင်နော်။ထုံးစံအတိုင်း paragraph စာပိုက်လိုက်ကိုအရင်ဖတ်ပြမယ်။ပြီးလို့ရှိရင်အဓိပ္ပာယ်ရှင်းပြမယ်။အဖြေတူတူစဉ်းစားကြမယ်။じゃあနော်ထုံးစံအတိုင်းနော်ဒီမှာ9မိနစ်ပေးထားတယ်။ GLPT ဖြေမဲ့လူတွေအတွက်ဆိုရင်တော့အချိန်နဲ့လုပ်ရမယ်ပေါ့နော်။ဒီမှာကတော့စာဖတ်တာကိုပဲပြောအောင်လုပ်တဲ့ဗီဒီယိုဆိုတော့ဒီတိုင်းပဲစာဖတ်ကြည့်ကြအောင်နော်အချိန်ခဏမေ့ပြီးတော့စာပဲနားလည်အောင်ဖတ်ကြမယ်じゃあ行きましょうခဏလေးနော်ဟုတ်ပြီဒီကစာဖတ်မယ်今のそうです今の子供は大人になったらどんな仕事をしたいのだろうかまたなぜその仕事がしたいのだろうか今年の夏、小学校に入学する児童を対象に行われた将来好きたい職業についての調査結果を見てみた。電子は1位がスポーツ選手、選手、2位は警察官、3位は運転士。女子は1位がパン、ケーキ、お菓子屋、2位は花屋、3位は芸能人、タレントである。電子のスポーツ選手スポーツ選手は 30.1%、女子のパン、ケーキやお菓子屋は、တရားရမပါဘူးเนาะအဲ့တော့女子のパン、ケーキ、お菓子屋は29.6%。電子も女子も1位は12年間変わらないそうである。一方、親が就かせたい職業を見ると、電子は1位が公務員、2位はスポーツ選手、3位は医師である。女子は1位が看護師、2位は公務員、3位はパンケーキ、お菓子屋である。ဒါဒီမှာဘာမှမရေးထားဆိုအောက်မှာမေးခွန်းလာမှာပေါ့နော်ပြီးရင်すみません好きたい職業には親の希望もやや影響していると考えられるဆိုတော့အောက်ကဒီစာပိုက်ကြီးကိုဘယ်ကနေပြီးတော့ကိုးကားထားလဲဆိုတော့ဟာပေါ့နော်သူရဲ့ကိုးကားထားတဲ့နေရာပါလဲဆိုရင်株式会社クラレのホームページよりクラレアンケート選書နော်တရားsurvey ပေါ့နော် survey ကောက်ပြီးတော့ဒီ survey ကနေသိလာတဲ့information တွေကိုစာပိုက်အနေနဲ့ပြန်သုံးထားတာဆိုတော့ဒီစာပိုက်ရေးတဲ့စာရေးသူအနေနဲ့ဒီ reference ယူထားတဲ့သူကိုးကားထားတဲ့ home page ကိုပြန်ပြီးတော့ညွှန်ပေးထားတာပေါ့နော်ဒီဘက်မှာcopyright ကိစ္စဖြစ်တယ်ဆိုတော့ရေးချင်တိုင်းရေးလို့မရဘူးเนาะဒီ data ဘယ်ရလဲဘယ်ယူထားလဲဆိုတော့ဒီအောက်မှာရေးပေးတယ်ပေါ့နော်အဲ့တော့အပေါ်မှာ comment ကြည့်လို့ရှိတဲ့ခုကြော်သွားတယ်เนาะ comment ကြည့်လို့ရှိ芸能人ဆိုနော်芸能人ဆိုတာဘာလဲဆိုလို့ရှိရင်テレビやラジオの番組に出て仕事をする人たち。MC တွေနော်ရုပ်သံဒီပြောင်းလဲရုပ်မြင် TV တွေ radio တွေမှာရှိတဲ့သူ entertainment တွေမှာဆိုလို့ရှိရင်MC တွေထွက်တယ်ဟုတ်အဲ့လိုမျိုး MC နေရာတွေမှာတာဝန်ယူရတဲ့လူတွေပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အစီအစဉ်ကြီးညာသူပေါ့လေအဲ့လိုမျိုးအဲ့ဒါကိုဂဲနိုခြင်းလို့ခေါ်တယ်ဒါ paragraph တစ်ခုအနေနဲ့ဆိုရင်ဒါကိုဖတ်လိုက်ပြီးဘာနားလည်သွားလဲဆိုလို့ရှိရင်ဒီမှာမေးခွန်းမကြည့်သေးဘူးเนาะဒီမှာဖတ်ပြီးနာဘာနားလည်သွားလဲဆိုတော့ဒီကလေးတွေကအသက်ကြီးလာတဲ့အခါမှာဘယ်လိုလုပ်ကိုလုပ်ချင်လဲဆိုပြီးတို့ဒီကျန်းစင်ကြဖတ်ရအောင်เนาะကျန်းစင်ကြဖတ်ရသေးဘူး今の子供は大人になったらどんな仕事をしたいのだろうかနော်ကလေးတွေကအရွယ်ရောက်လာလို့ရှင်ဘယ်လိုအလုပ်မျိုးတွေကိုလုပ်ချင်ကြတာဖြစ်မလဲနော်またなぜその仕事がしたいのだろうかဒီလိုဘယ်လိုမျိုးတွေလုပ်ချင်ကြမလဲမသိဘာဖြစ်လို့ဒီလိုအလုပ်မျိုးတွေလုပ်ချင်ကြရလဲနော်အဲ့တော့今年の夏ဒီကလေးတွေကျောင်းနှစ်တစ်နှစ်ကျောင်း
ကျောင်းရဲ့နှစ်စပေါ့နော်အမြဲတမ်းဒီဂျပန်မှာ၄ လပိုင်းဆိုရင်စတယ်နော်ဒီ夏ပေါ့နော်ဒီ spring လို့ຫນွေဦးမှာစတယ်အဲ့တော့ဒီနှစ်ရဲ့ຫນွေဦးနော်မူလာရင်ကြာရှောကကိုနီညူကကုစုမူလာရင်ကျောင်းသားလေးတွေပေါ့နော်ဂျီတိုးဆိုဒီဟာလေးကစလုံးအသစ်ဖြစ်မှနေတူတယ်ဂျီတိုးဆိုတာကကိုချစ်တော့ဘကိုမရက်နိုင်သေးတဲ့အရွယ်ကလေးတွေအကုန်လုံးကိုဂျီတိုးလို့ခေါ်တယ်ဒီခန်းကြီးလေးနော်ဘာလဲဆိုရင်16နှစ်အောက်တွေများတော့ဖြစ်နော်အဲ့ကလေးတွေအကုန်လုံးခေါ်တာနော်အဲ့ကလေးတွေကိုတာယီရှောနီအိုကိုနာဝါတဲ့တာအဲ့ကလေးတွေကိုtarget ထားပြီးတော့နော်ဒီ survey ကောက်တဲ့အခါမှာနော်survey ကောက်တာ short တာရေစကီတာရေရှော့ကူပြောနော်အနာဂတ်မှာအလုပ်လုပ်ချင်တဲ့ရှော့ကူပြောဆိုတာဘယ်လိုပြရမလဲနှစ်ပဲပေါ့နော်အနာဂတ်မှာဘယ်နှစ်ပဲမှာအနာဂတ်မှာအလုပ်လုပ်ချင်တဲ့လုပ်ငန်းခွင်ပေါ့လို့မျိုးနော်ဘယ်လိုလုပ်ငန်းခွင်ဘယ်လိုနေပဲမှာလုပ်ချင်လဲဆိုပြီးတော့နေ့စွေတဲ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ချောစာကေကာကိုမိတေမိတာချောစာဆိုပါလဲဆိုရင်ချောစာဆိုတာပါလေဟို investigate လုပ်တာနော်အင်္ဂလိပ်လို့ဆိုလို့ရှိရင် investigate လုပ်တာစစ်ဆေးတာပေါ့နော်ခေတ်ကရလက်နော်အဲ့တော့သူတို့ဘယ်မှာကြီးလာလို့ရှင်ဘယ်လိုလုပ်ငန်းခွင်မှာလုပ်ချင်လဲဆိုတော့ result ကိုကြည့်လိုက်တယ်နော်ကြည့်လိုက်တော့အောက်က result တွေပေါ့နော်ဒန်ရှိပါတဲ့နော်ဒါနှလုံးပွေးလို့ဒန်ရှိလို့ပထမသိပါတယ်နော်အန်ဒရီယာဝီဆိုဒန်ရှိပါ1က sports 選手နော်ယောက်ျားလေးတွေအတွက်ဆိုလို့ရှိရင်ပထမဆုံးနေရာမှာကလေးတွေကိုမေးကြည့်တဲ့အခါမှာကြီးလိုက်မဖြစ်ချင်လဲဆိုပြီး survey ကောက်တဲ့အခါမှာယောက်ျားလေးတွေဘယ်လိုဖြစ်လဲဆိုရင်ပထမဆုံးနေရာမှာနော် sports 選手အားကစားသမားဖြစ်ချင်တဲ့ဆိုရယ် research နော်ဆိုတော့2 wa keisasuka နော်ဆိုတော့ဒုတိယအဖြစ်အများဆုံးကဘာလဲဆိုရင်ဒီရဲမှုတန်းဖြစ်ချင်တယ်ပေါ့နော်3 wa on tenshi နော်တတိယမြတ်အဖြစ်အများဆုံးအဖြစ်ရတော့ဘာလဲဆိုလို့ရှိရင်ဒီ on tenshi တို့ကားမောင်းနော် driver လို့နေရာမျိုးပေါ့နော်အဲ့လိုမျိုးလုပ်ချင်ကြတယ်ဒါဆိုဟိုမျိုးရှိတယ်အဲ့ဒါတော့ on tenshi လို့လည်းပြောတယ် on tenshi လို့လည်းပြောတယ် on tenshi လို့လည်းပြောတယ်ကားမောင်းတာနဲ့ပတ်သက်ပြီးသူတို့သဘောကြိုက်တဲ့အတွက်ကြောင့်နော်ဒီနံပါတ်3နေရာဒီကားနဲ့ပတ်သက်တဲ့ကားမောင်းတာနဲ့ပတ်သက်တဲ့အဖြစ်ဖြေကြပါဘောနော်女子は1がパン、ケーキ、お菓子やမင်္ဂလိတွေအတွက်ကြတော့ပထမဆုံးနေရာမှာဗာလဲဆိုရင်ပမောဆိုင်ကေမောဆိုင်နော်ဒီလိုမျိုးအိုကာရှိဗာလဲဆိုရင်ဒီ snack တွေရောင်းတဲ့ဆိုင်ပိုင်ရှင်ပေါ့နော်ပိုင်ရှင်ဟုတ်ချင်းလည်းဟုတ်မယ်ပေါ့နော်အဲ့ဒီနေရာမှာလှုပ်ချင်တယ်ပေါ့နော်ပြီးရင်နီဝါဟာနာယဆိုပန်းဆိုင်နေမှာနော်ဒီလိုလှုပ်ချင်တာပန်းဆိုင်နေမှာဆိုင်ဝါကဲနိုချင်းဆိုခုနပြောတယ်ကဲနိုချင်းတရားမှာပါတာနော်အစီအစဉ်တင်ဆက်သူဖြစ်ချင်တယ်ထားတဲ့တော့ဆိုလည်းတူတူပဲနော်သူကအဲ့အကြောင်းဒီမှာလေခုန on tension ကိုရေးသလိုပဲဒီမှာလည်းဒီလို dot လေးနဲ့ရေးတာဆိုတော့နှစ်ခုလုံးအတိတ်ပဲတူတူပဲနော်電子のスポーツ選手は30.1%အဲ့တော့ယောက်ျားလေးတွေဒီ sports 選手အားကစားသမားဖြစ်ချင်တဲ့လူတွေဆိုတဲ့လူတွေက31.1%女子のパンケーキお菓子屋は29.6%เนาะဒီပမောဆိုင်ကေမောဆိုင်တွေမှာအလုပ်လုပ်ချင်တဲ့မြို့မိန်းကလေးကြီးမိန်းကလေးတွေပတ်စံနေခါကြတော့29.6ရှိရပေါ့နော်ကျန်တဲ့ percentage တွေကတော့ခုနကKSS ခံတော့ဟလာဒီ KNO ချင်းတို့ဘာလို့မှနည်းနည်းစီခွဲပြီးဝင်သွားတာပေါ့နော်အဲ့တော့အများဆုံးနှစ်ခုကတော့ဒီလောက်ပါတဲ့電子も女子も1位は12年間変わらないそうであるယောက်ျားလေးရောမိန်းကလေးရောနော်ပထမနေရာတွေဖြစ်တဲ့ဒီ sports ဆင်ရှုဖြစ်ခြင်းနဲ့ယောက်ျားလေးဆိုရင် sports ဆင်ရှုဖြစ်ခြင်းနဲ့မိန်းကလေးဆိုရင်ဒီပမောဆိုင်ကိစ္စဆိုင်တွေမှာလှုပ်ခြင်းနဲ့ဆိုရက်သူတို့ရဲ့လို့ပြောရမလဲဒီကလေးတွေsorry ဒီအလလချင်းနဲ့ဆိုရခက်ကပေါ့နော်ချောစာခက်က12နှစ်ကြာတာတော့မှမပြောင်းလဲဘူးဆိုတော့12နှစ်လုံးဒီ survey ရဲ့အဖြေကအတူတူပဲဖြစ်နေတာပေါ့နော်အဲ့ဒါကလေးရဲ့ကိစ္စပေါ့နော် ipo တစ်ဖက်မှာနော် oya ga skaseta ishakukyo miru to မိဘတွေကသူတို့တသမီးတွေဘယ်မှာအလုပ်လုပ်စေခြင်းလဲဆိုရင်မိဘတွေရဲ့အခန့်ဟိုပါပေါ့နော်ခီဘိုးပေါ့နော်ရှခုကျော်မီတို့တော့မိဘတွေကကလေးတွေကိုလှုပ်စေခြင်းတဲ့နေရာကိုမေးတဲ့လုပ်ငန်းခွင်တွေကိုမေးတဲ့အခါကျတော့တဲ့ဒန်ရှိဝအကြည့်ကကိုမွင်အစိုးရဝင်တယ်နော်မိဘတွေမေးတဲ့အခါမှာတော့သူတို့သားလေးတွေကိုအစိုးရဝင်တယ်ဖြစ်စေခြင်းတယ်နော်နီအီဝါစပေါ်စ်ဆန်ရှစ်ဒုတိယနေရာမှာတော့ဗာလဲဒီအားကစားသမားပေါ့နော်ဆန်အီဝါအီရှိတဲ့အား
ဆရာဝန်ပေါ့နော်ဆေးဘက်ဆိုင်ရာဒီလိုမျိုးဆရာဝန်မပြောပါတော့နော်အဲ့တော့ဒါအမေတွေရဲ့sorry မိဘတွေရဲ့နော်ဖြစ်စေချင်တာတော့ဒီလိုမျိုးအစဉ်လိုက် ichi ကကိုမွေနီးပါ sports ဆင်ရှင်ဆိုင်ပါ ichi မင်းကလေးကျော်ဆဲပါကျော်ရှိပါ ichi က看護師မင်းကလေးတွေအတွက်ကြတော့ပထမနေရာမှာကြတော့သူနာပြုဖြစ်စေခြင်းနဲ့တဲ့မိဘတွေနေဝခိုးမွင်အစိုးရဝန်ထမ်းစံရီဝပန်ကေကီအိုကာရှိအိုကာရှိရတဲ့အားတို့သုံးနေရာမြောက်မှာတော့ခုနဒီပမောဆိုင်ကေမောဆိုင်နေလို့စေချင်တယ်ပေါ့နော်တို့ကလည်းပွင့်ပေါ့နော်ဆိုတော့လုံးကြီးကွာနေတော့မဟုတ်ဘူးနော်ကလေးဖြစ်ခြင်းတဲ့ဟာနဲ့မိဘတွေဖြစ်စေခြင်းတဲ့ဟာနဲ့နည်းနည်းတော့ကွာတယ်ဒါပေမဲ့လုံးဝကြီးမတူနေတာတော့လည်းမဟုတ်ဘူးနော်အဲ့လေးတစ်ချက်တည်းထားမိရနော်အဲ့တော့အောက်မှာဒီမှာမြေထားဆိုတဲ့ဘောအောက်မှာမေကွန်းလာလိမ့်မယ်အတွက်နော်နာနီနာနီပေါ့နော်စကီတာဤရှောကူကျော်နီဝအိုယာနောကီဘိုမို့အဲ့တော့စကီတာရဲ့ရှောကူကျော်ဆိုကအလက်လုံးချင်တဲ့လုပ်ငန်းခွင်နဲ့ပတ်သက်ပြီးတော့တဲ့အိုယာနောကီဘိုမိဘရဲ့ဆန္ဒနဲ့親の希望もやや影響していると考えられる。ややさばれすろ。ဘာလဲတက်ဆန်တို့အဲ့လိုမျိုးအတူတူပဲเนาะတက်ဆန်တို့ဘာပြောမလဲစကိုရှိတို့အဲ့လိုဟာမျိုးတူတူပဲဒီရရကြတော့ဘာလဲဆိုတော့အနှင်းငယ်စတဲ့ပဲเนาะအဲ့တော့ဘယ်လုပ်ငန်းခွင်မှာလှုပ်ချင်လဲဆိုရဲဟာကတဲ့မိဘတွေရဲ့ဆန္ဒเนาะမိဘတွေရဲ့ဆန္ဒနဲ့လေရရအေကျော်してると考えられるဆိုတာဖြစ်တယ်မိဘတွေရဲ့ဆန္ဒနဲ့လေသွားပြီးတော့ဆိုင်နေတယ်လို့ထင်တယ်ပေါ့နော်လို့ပြောတာ။မြန်မာပြည်မှာဆိုပါဖြစ်တယ်မိဘရဲ့ဆိုကြီးလိုက်အင်ဂျင်နီယာရဲ့ဆရာဝန်ဖြစ်စေချင်တယ်အဲ့လိုမျိုးဆိုတော့ကလေးတွေကငငယ်တုန်းကကလေးတွေတော့မေးလိုက်ကြည့်အခုတော့ဒီစာပေကိုကောက်ထားတာလေ2010လောက်ကဆိုတော်တော်လေးကြာနေပြီ16လွန်ခဲ့တဲ့16နှစ်လောက်ကဆိုလေနော်အခုဆိုရင်လည်းပြန်ပြောင်းတာပေါ့နော်မြန်မာပြည်လည်းအခုဆိုရင်ပြောင်းသွားလိုက်ပြီမဲ့အရင်တော့ကကြပါဖြစ်တယ်ဟိုဆရာဝန်ဖြစ်ချင်တယ်အင်ဂျင်နီယာဖြစ်ချင်တယ်အဲ့လိုမျိုးတွေပြောနေတော့ကလေးတွေကလည်းဘာဖြစ်တယ်သူတို့ဘာဖြစ်ချင်တာမှန်တကယ်မသိသေးရင်တော့မှမိဘတွေကဒါဖြစ်စီချင်တာပဲဆိုပြီးတော့တရားရောက်ကနေဘာဖြစ်ချင်လဲဆိုပြီးကလေးတွေမိတဲ့ကလေးတွေကဆရာဝန်ဖြစ်ချင်တယ်အင်ဂျင်နီယာဖြစ်ချင်တယ်ဆိုပြီးတော့ဖြတ်ဖြေကြတာအဲ့လိုမျိုးပေါ့မိဘတွေရဲ့ဆန္ဒကကလေးတွေဘာဖြစ်ချင်လဲဆိုတော့နေရာမှာသွားပြီးတော့ရအေးဆိုတာဘာလဲဆိုရင်တက်ရောက်နေတာပြောတာမိဘတွေရဲ့ဆန္ဒကဒီလိုရှိနေတာဖြစ်တဲ့အတွက်ကြောင့်ကလေးတွေဘာဖြစ်ချင်လဲလို့မေးတဲ့အခါမှာလည်းမိဘတွေဖြစ်စေချင်တဲ့ဆန္ဒတစ်စိတ်တစ်ပိုင်းကပါဝင်ပတ်သက်နေတယ်လို့ပြောတာတက်ရောက်နေပေါ့နော်အဲ့လိုပြောတာဆိုတော့အဲ့ဒါဖတ်ပြီးပြီဆိုတော့အောက်ကဟာလေးတောင်းမယ်နော်မိကွန်3ခုရှိတယ်နော်1番が子供の希望する職業について調査結果と間違っているのはどれかနော်ကလေး子供の希望する職業についてကလေးတွေလှုပ်လှုပ်နေတဲ့လုပ်ငန်းခွင်တွေပတ်သက်ပြီးတော့調査結果ဆိုပါလေဒီ survey research ပေါ့နော်စစ်တမ်းတွေရဲ့ရလက်စစ်တမ်းရလက်နဲ့မတူတဲ့အချက်မာချီကတေးတူနော်ဝါတို့တဲ့ကဒီထဲကနေပြီးတော့နော်ကလေးတွေလှုပ်လှုပ်ခြင်းနဲ့လုပ်ငန်းခွင်နဲ့ပတ်သက်ပြီးတော့မတူညီတဲ့အချက်ကပါလေနော်1番電子の1位は公務員であるဒါမှမဖတ်ခင်နော်ကလေးတွေဟိုအရင်တော့ဖတ်ရနော်ကလေးတွေကပါလေ1位がスポーツ選手2位は警察官3位は運転手ဆိုတော့ဒီမှာပြောထားတာပါလဲဆိုလို့ရှိရင်ကလေးတွေရဲ့ 1位はနော်ဒါကလေးတွေရဲ့ key ပေါ့နော်ဒီညမှာနော်sorry ဒီညမှာမစနေနော်ဖိုတိုမိုနော် key ပေါ့ဆိုတာနော်ဖိုတိုမိုနော် key ပေါ့ကလေးဖြစ်ခြင်းနဲ့ဆန္ဒကနော်အဲ့တော့ကလေးရဲ့1位は公務員ဆိုတာဒါရမှားနေပြီစပတ်ကြရနော်အဲ့တော့公務員ဖြစ်စေချင်တာဘယ်သူရဲ့ key ပေါ့လဲ親ရဲ့ key ပေါ့လေနော်親မှာ1位は公務員ဆိုတာအဲ့တော့1番ကြီးကစဖက်ကလေးကမှားနေမှသိပြီဆိုတော့ဒီဟာအတွက်ဖြစ်ရ1ပဲဖြစ်သွားတယ်နော်ဆိုအောက်ကဟာတွေကဖတ်တော့ဖတ်လိုက်မယ်မှားနေမှတော့သိဟိုဟာအောက်ကဟာတွေအတွက်ဆက်ရွေးစရာမလိုတော့ဆိုသိပြီဖတ်လိုက်မယ်နော်女子の1位はパンケーキお菓子屋であるဟုတ်တယ်လေနော်ကလေးတွေအဲ့လိုဖြေထားတယ်1位の職業は電子も女子も12年間同じであるအတူတူပဲအပေါ်မှာကျတော့ခါဝတ်တဲ့နိုင်ဆိုတာမပြောင်းလဲဆိုဒီမှာအတူတူပဲဆိုအတူတူပဲလीနော်မပြောင်းလဲဘူးနဲ့အတူတူပဲအတိတ်ပဲအတူတူပဲဆိုတော့4番電子も女子も約3年に1年が1位の職業を選んでいるနော်ယောက်ျားလေးရောမိန်းကလေးရော3ယောက်မှာ
တယောက်ကတော့တဲ့နော်1の職業を選んでいるဘာဖြစ်လဲ3ယောက်မှာတယောက်ဘာလို့အဲ့လိုပြောလဲဆိုရင်သူတို့ရဲ့ personality ကိုကြည့်တယ်နော်ယောက်ျားလေးတွေရဲ့သူတို့ရဲ့1မှာရှိနေတဲ့ sports ဆင်ရှူက31.1ဆို100%တက်မယ်ဆိုလို့ရှိရင်ယောက်ျားစစ်တမ်းကောက်ထားတဲ့ယောက်ျားလေးတွေရဲ့30%က sports ဆင်ရှူဖြစ်ချင်တာအကစားသမားဖြစ်ချင်တာစစ်တမ်းကောက်ထားတဲ့ main ကလေးတွေအားလုံးရဲ့29.6%ဆိုတော့သုံးပုံတစ်ပုံပဲထားပါတော့နော်ဒီကိစ္စရင်တို့ဘာလို့မှလှုပ်ချင်တာဆိုတော့သုံးပုံတစ်ပုံဆိုတဲ့ဘောက3ယောက်မှာ1ယောက်ကဆိုတဲ့အဓိပ္ပာယ်နဲ့တူတူပဲနော်ယာခုဆိုပြန်မြပေါ့နော်ပြန်မြ3ယောက်မှာ1ယောက်ကပထမနေရာမှာသူတို့ရွေးချယ်ထားတဲ့ပထမနေရာကိုရွေးထားတဲ့လူတွေကြည့်ပဲလို့ပြောတာနော်အဲဆိုဒါကတော့မှန်တယ်ပေါ့နော်ဒီလိုမေးခွန်းလေးဆိုရင်ဖတ်လို့ကောင်းတယ်တွေ့လားနော်စာပိုင်းနဲ့စိုက်နေဒါပေမဲ့စလုံးတွေပြောင်းသွားတယ်စဉ်းစားမဲ့ဟိုဟာတွေပြောင်းသွားတယ်ပေါ်မှာ percentage နဲ့ပေးထားတယ်အောက်မှာကျတော့ဗာနဲ့ပေးတယ်လူအရေအတွက်နဲ့ပြန်တွက်ရတယ်လိုမျိုးလေးဒါပေမဲ့ထားပါဒီကတော့လွယ်သွားပြီး一番အမှန်ဖြစ်တော့အရင်စဉ်းစားကြမလို့2番親が透かせたい職業について調査結果と間違っているのはどれかနော်မိဘကအလုပ်လုပ်စေခြင်းနဲ့လုပ်ငန်းခွင်နဲ့ပတ်သက်ပြီးတော့စစ်တမ်းကောက်လက်နဲ့မှားနေတဲ့အရာကပါလဲမှားနေတဲ့အရာနော်အဲ့တော့မိဘတွေကိုစစ်တမ်းကောက်တဲ့အခါမှာနော် reset တွေရှိရတယ်နော်အဲ့ reset နဲ့မတူတဲ့ဟာပါလဲတဲ့မိဘတွေကဘာဖြစ်ချင်တာဒီမှာယောက်ျားလေးဆိုရင်1番မှာကိုမှုဝင်2番မှာ sports 選手နော်3番ကဆရာဝန်မင်္ဂလိဆိုရင်1番ကတူနာပြီး2番ကအစိုးရဝန်ထမ်း3番ကဒီ KKS စနေမှာအဲ့တော့မှားနေတဲ့ဟာနော်မှားနေတဲ့ဟာပြရမှာဆို1番女子ではパンケーキお菓子屋が3位であるဟုတ်တယ်လीနော်တတိယနေရာမှာခုနပဲဖတ်လိုက်တယ်အဲ့ဒါမှန်နေပြီးသားအရာဆိုတော့ဒီ answer မဟုတ်ဘူးနော်2番電子ではスポーツ選手が2位医師は3位であるယောက်ျားလေးတွေကဒီအားကစားသမားနဲ့အားကစားသမားဖြစ်စေခြင်းနဲ့မိဘတွေရဲ့နော်ဆိုရမိဘတွေရဲ့ဆန္ဒနော်အားကစားသမားနံပါတ်2နေရာမှာဆရာဝန်က3နေရာမှာဒါလည်းမှန်နေတယ်電子も女子も公務員の人気が公務員の人気が高いယောက်ျားလေးရောမိန်းကလေးရောနော်မိဘတွေဆန္ဒကတော့ဘာဖြစ်လဲ2010လောက်ကစာဖေးစောလေနော်အစိုးရဝန်ထမ်းဖြစ်စေခြင်းကြတယ်ဆိုတော့ဒါလည်းမှန်တယ်စာပိုက်ထဲမှာပါနေတယ်ဒါဆိုရင်1ရော2ရော3ရောမှန်နေတာဆိုတော့ရုံးမှန်ပဲမှားလောက်တယ်မှားတဲ့ဟာကအဖြစ်မှန်ဆိုတော့ရုံးမှန်ဖြစ်မယ်နာမည်ဖတ်ကြည့်လိုက်မယ်နော်မိဘက親が透かせたい職業と子供の希望は全く違う。မိဘတွေကလှုပ်လှုပ်စေခြင်းနဲ့လုပ်ငန်းခွင်နဲ့ခုတော့ကလေးတွေဆန္ဒရှိနေတဲ့လုပ်ငန်းခွင်က全く違うလုံးလုံးကွဲပြားနေရလို့ပြောတယ်လုံးလုံးကွဲပြားပြီနော်တချို့နေရာတွေတူပဲလीနော်ဒီမှာမိဘကsports student ဖြစ်စေခြင်းနဲ့ကလေးတွေကလည်း sports student ဖြစ်စေခြင်းနဲ့သွားတူရရရှိတယ်မိဘကဒီ KKS နေပါဒီမှာလှုပ်လှုပ်စေခြင်းနဲ့မိန်းကလေးတွေကစစ်တမ်းကောက်တဲ့အခါမှာသူတို့လက်ဒီနေရာမှာလှုပ်လှုပ်ခြင်းပါဆို result ကထွက်လာတယ်နော်အဲ့အနေနဲ့အမြပတ်သက်နေတဲ့စိုင်နေတဲ့အဖြေလေးတော့နော်စင်တူရိုးမအဖြေလေးတော့ရှိတယ်အဲ့လုံးလုံးကွာခြားနေတာမဟုတ်တော့ဘူးဆိုတော့ဒီမှာလုံးလုံးကွာခြားနေပါအဲ့လိုပြောတဲ့ဒါကြီးကမှားတယ်မှားတဲ့ဟာကိုရွေးပြရမှာဆိုရောမှန်ကအဖြေမှန်နော်3番1に入る話はどれかနော်1に入る話ဆိုအပေါ်မှာ1ဆိုပြီး college ချမ်းခဲ့တယ်နော်အဲ့တော့အပေါ်ကအဲ့ college ရဲ့အပေါ်ကပြန်ဖတ်ရမယ်နော်ဘာလို့လဲဆိုဒီမှာလေနော်一方親が透かせたい職業を見ると電子が1位が公務員2位はスポーツ選手3位は医師である女子は1位が看護師2位は公務員3位はパンケーキパンケーキパンケーキမဟုတ်ဘူးနော်パンケーキお菓子屋である何々အိမ်မှာဝင်မဲ့ဥစ္စာအဲ့တော့その理由を見るとဒီပေါ်မှာပြောသွားတာတွေ理由တွေမဟုတ်ဘူးเนาะဘာတွေလဲစစ်တမ်းကနေထွက်လာတဲ့ result တွေเนาะအဲ့တော့何々တဲ့好きたい職業には親の希望もやや影響していると考えられるเนาะအဲ့တော့အလောက်လောက်ကျင်တဲ့လုပ်ငန်းဝင်နဲ့ပတ်သက်မယ်ဆိုလို့ရှိရင်မိဘတွေရဲ့ဆန္ဒကလည်းကလေးတွေပေါ်မှာကလေးတွေရဲ့အဖြစ်ပေါ်မှာเนาะကလေးတွေရဲ့စိတ်မှာသွားပြီးတက်ရောက်နေလို့ထင်တယ်ဆိုတော့ဒီ
result တွေကိုကြည့်လိုက်ခြင်းအဖြစ်မိဘတွေနဲ့ဆန္ဒနဲ့ကလေးတွေနဲ့ဆန္ဒနဲ့သွားတူနေတဲ့ဟာတွေရှိတဲ့အတွက်ကြောင့်မိဘတွေရဲ့ keyboard ဟာကလေးတွေအပေါ်မှာတရားမှုရှိနေတယ်ဆိုတဲ့အဖြစ်ဖြစ်ရမှာအဘောဟာဒီယူမဟုတ်တော့ရေးစရာမလိုနော်ကိုနော်ခက်ခောက်မိလို့ဆိုနိဗ္ဗာန်ဖြစ်နိုင်တယ်နော်ဒီအဖြစ်တွေကိုကြည့်ခြင်းအဖြစ်ဆိုတဲ့ပဲကိုနော်ဇုဆောင်ပါလေနော်ဇုဆိုတာဘာဖြစ်လဲပုံပြောတာ diagram တို့ပုံတို့ပြောဒီမှာပုံမပါဘူးဆိုတာစမ်းမှန်လောင်းဝမှားတယ်4番この対象を見るとこの対象ဆိုတာ全然意味ないနော်အဲ့တော့ answer ကအဖြေက2ပဲနော်その結果をこの結果を見るとအဲ့ဒါကိုအစားထိုးပြီးပြန်ဆိုကြည့်မယ်နော်ဒီလိုစစ်တမ်းတွေရှိပါတယ်နော်ပြီးရင်この結果を見るとအဲ့ရလက်တွေကိုကြည့်မယ်ဆိုရင်ဆိုပြီးတော့နောက်ကနော်အဲ့တော့1番が1 2番は43番は2နော်โอเคပါပြီးလို့ရှိရင်ပြန်ဖတ်ကြည့်ကြနော်စာပိုက်ကနော်ဟီရာကနာတွေခန်းကြီးတွေပေါ်မှာမတင်ထားဘူးဖြစ်တဲ့အတွက်ကြောင့်တကယ်တော့ရေးပေးခြင်းတယ်ပေါ့နော်ဒါပေမဲ့အဲ့လောက်ကြီးအချိန်မရတဲ့အတွက်ကြောင့်ဖတ်ကြည့်နော်ဖတ်သွားတဲ့အတန်ကိုပဲတရှိဖတ်သွားတဲ့အတန်ကိုနောက်တစ်ခေါက်ပြန်နားထောင်ပြီးတော့ပြန်ဖတ်ရင်လည်းရတယ်နော်နားထောင်တာဝါသားရဆိုလို့ရှိရင်လည်းကွာကိုအချိန်နဲ့မှန်ပြန်ဖတ်ကြည့်နော်အဲဆိုလို့ရှိရင်ခန်းကြီးတွေရောစလုံးအသစ်တွေရော練習ဖြစ်သွားလိမ့်မယ်はい今日は以上です遊びについてကျေးဇူးတင်ပါတယ်皆さんバイバイ